ပฏิပန္နောဘဂဝတောသာဝကတံဃောသာမိစိတ်ပယောဂီပေါင်းသူတော်ကောင်းတို့စရာတော်ပရဂိယညီညာဖရပရစရာကံတော်ကပါစုဩကာသဩကာသဩကာသကာယကံမနောကံပိဟုသောပရိုက်ကတိပါပေငြိ၍အသာရေသောနာမေရေရံပေကောင်းကြောင်းကောင်းမှုမင်္ဂလာထိုက်ပါစေခရအကျိုးငှာပရရတနာရတနာသံဃာရတနာဒီဟုသောရတနာမြတ်သုံးပါးစရာသမတို့ကိုရောသေးလေးအမြတ်လာဆုံးမိုး၍ရှိခိုးပူဇော်ဟူမျောမဲကြောကံတော်ပါ၏အဆောင်ပရာကံတော်ရာသောကောင်းမှုကုသိုလ်ကံစေတနာတို့ကတပေတော်တို့အာတုစေအာတုလတံပရိသောဒါနသီလစေရနာကံတော်တပွားဝိပဿနာဉာဏ်သည်မောင်ဉာဏ်တို့ကျေးဇူးပြု၍နိဗ္ဗာန်ကိုရမောပူရာပါလို့ဤရှောင်းပံရာသာရှိတော်ရတနာမရသုံးပါးတို့အားယုတိမနတို့လက်စမိုး၍ရှိခိုးပူဇော်ဖုံးတော်မှန်လျော့ကတောကြောင့်ဖိတ်တော်ကုသိုလ်ကံစေရနာတို့ကြောင့်အပေအစရှိတော်ဝိဆင်းရေအပေါင်းတော်မှအခါခတ်သိမ်းကံလွယ်ငရင်းကကုန်တည်ပြည့်၍တတ္တာတိလသုဒ္ဓဆာကပညာဟိရိဩတ္တပတိဟုသောသူတော်ကောင်းရတနာခုနဖျားနှင့်ပြည့်စုံကြပြီလျင်မဉ္ဇဉ်ဘုံဉာဏ်နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုမပယ်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပဒါဖြင့်ရနိုင်ကောင်းနိုင်လွယ်သတ္တိဖိတ်စီအလုံးစတိထားပြီးပရိက္ခံပြုခဲ့ဖို့အဟံဗန္တိဣမံအတ္တဘဝဤခန္ဓာကိုယ်အတ္တဘောကိုတုံမှာကံအရှင်ဘုရားတို့အား
ရိစ္ဆာဇာမိစွန့်လှူပါ၏ငါသည်မိဝေတွေဝေခေတိအလျောက်ဆရာမိဘပုဂ္ဂိုလ်သူမြတ်တို့အားကံသုံးပါးဖြင့်တိုင်းမှမိတည်ရှိသောထိုအပရိဒေါမှကျင်းလွတ်ပြောက်ပါစေခြင်းအကျိုးမှာတောင်းပန်ဝါချကံတို့ပါ၏ကိုယ်ဆောင်နတ်အိမ်ဆောင်နတ်ကျောင်းဆောင်နတ်ဝါဆောင်နတ်နိုးဆောင်နတ်တောဆောင်နတ်တောင်ဆောင်နတ်သာသနာတော်ဆောင်နတ်များနှင့်တကွာရှိရှိသမျှရှိတတ္တဝါအလုံးတို့သည်တတ်ထဆုံးဘေးရန်ခတ်သိမ်းကံရင်းကြပါစေကောင်းကခတ်သိမ်းဆိုရင်ခတ်သိမ်းကံရင်းကြပါစေစိတ်ဆင်းရဲခံကံရင်းကြပါစေကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေငါဤရှိရှိဘဝအခုဘဝရုပ်သမျှဒါနစသောကုသိုလ်တို့သည်ငါအလိုရှိရသောမေဖို့နိဗ္ဗာန်ကိုရာခဲရောက်ခဲအကျိုးမှာနေမလန်စွာကျေးဇူးပြုပါစေတည်းငါသည်ဘဝပေါင်းများစွာခန္ဓာပြည့်ကိုယ်ဒီခေတ်ကနေပြီယခုလေးဒီနေ့မုတ်ချတည်ရမည်အချိန်ပိုင်းသာလိုတို့သည်ယခုဘဝမတည်ခံအတည်ကမဥခံညာဥအောင်တရားကိုသာကိုစားအထောက်ပါတော်မူဇီဝိတံသာဇမာနောပိသိက္ခာပဒံနာသဇာမိအဟံငါတိဇီဝိတံရုံဏနှစ်ချက်ကိုအသက်ကိုသာဇမာနောပိစွမ်းရငါတော်လေးသိက္ခာပဒံသီလတမဒီပညာဟုသိက္ခာသုံးကအကျဉ်းမြတ်ကိုနာသဇာမိမစွန့်တော်ပါရှင်ဟာပရိကံပြုပြီးထိုင်လို့တရားရှုမှတ်ဖို့အတွက်ထိုင်ပုံထိုင်နည်းကိုသင်ထားတယ်လို့ထိုင်ဖို့တိုင်ပြန်ခွေဖို့ခါကိုဆန်းဖို့လန်ကိုတေးတေးရှိထားဖို့မျက်နှာမှာဝင်လေထွက်လေဝင်တိုင်းထွက်တိုင်းထိနေတဲ့နေရာကိုတတိရှိနဲ့
သိပြီးဖို့ထိတိုင်းနောက်ကသိပြီးဖို့ခန္ဓာမှာတတိထသတိခရအဆုံးမတစ်မျိုးလို့နားလည်တဲ့ပါခန္ဓာမှာတတိထတဲ့ပုဂ္ဂိုလ်ဟာကိုယ်အကျိုးစီးပွားကိုကိုယ်နားလည်သူလို့အပိုင်မလေးတတိထတဲ့ကိုယ်အကျိုးစီးပွားကိုကိုယ်နားမလည်သူဟာကိုယ်ခန္ဓာဟုသမျှမှာတတိထဖို့မတတ်ပါခန္ဓာမှာတတိထတတ်တယ်ဆိုအကျိုးစီးပွားနားလည်ဆိုမြတ်စွာဘုရားဓမ္မပဒမှာဟောထားဆိုတာတစ်ခုရှိတယ်အတ္တဒဋ္ဌံပရထေနဘဟုနာပိနဟပိအတ္တဒဋ္ဌမပညာယတတ္ထပတုတ္တောတိယအမတန်လေးနဲ့ဒီစကားအတ္တဒဋ္ဌံပရထေနဘဟုနာပိနဟပိဘဟုနာပိမြောစွာလေးဖိတ်သောပရထေနသူများအကျိုးစီးပွားကောင်းအတ္တဒဋ္ဌံကိုအကျိုးစီးပွားကိုနဟပိမဆုပ်ယုပ်စီပါလေတဲ့ဘုရားဘောဆိုတာနားထောင်ကြည့်အကျိုးစီးပွားဟာနှမျိုးရှိတယ်သူ့အကျိုးစီးပွားကိုအကျိုးစီးပွားတော့ဘရုပဲကိုအကျိုးစီးပွားသူ့အကျိုးစီးပွားကိုအကျိုးစီးပွားကိုသာအလေးထားပါများစွာသောသူများအကျိုးစီးပွားကိုကြိပြီးကိုအကျိုးစီးပွားကိုမဆုပ်ယုပ်စီပါလေမြတ်သောအဖက်ပြင်ဖက်လောကတိမှာကြိသူ့အကျိုးစီးပွားကိုလှုပ်တည်သူဆိုတာစိတ်ခါရမှများလိုက်တယ်ပရာဟိတအခုခေတ်ဆိုပိုများလာပရာဟိတလို့ဆိုပရာဟိတလို့ရှိပရာဟိတဆိုဆိုတာမြဲမြဲနာကတာမအပေါ်ရနဲ့ဆိုပြီးကောင်းတယ်လို့ဆိုရပါတယ်မြတ်စွာဘုရားစကားကိုနားထောင်ကြည့်သူများအကျိုးစီးပွားမြောင်းများစွာကိုကိုယ်ကဆောင်ရွက်ပြီးကိုယ်အကျိုးစီးပွားကိုမပြည့်စုံပါဘူးတနေ့ promise ဆိုရင်သူများအကျိုးစီးပွားကိုဆောင်ရွက်နေလို့ကိုယ်အကျိုးစီးပွားကိုဖျက်စွာတည်သူများဘက်မှာရဖဲလာလေးဆိုရင်အမှားသာကြည်ကြွပဲပဲခါအယုံဆုံးသာသမီမိမ့်ကိုမိသားစုကအစာအလုံးတည်ကြနားလေလို့ရတယ်။နိုင်စွာဘုရားဆုံးလို့ဆိုမှာသူအကျိုးစီးပွားကိုအကျိုးစီးပွားပလိုင်လာကြီးကိုအကျိုးစီးပွားကိုအလေးထားပါ။တာမန်အနေနဲ့ကြည့်ကိုအကျိုးစီးပွားနားလေသူဟာအတ္တသမဟာလို့တယ်။မဟုတ်နားမလည်တတ်တော့ကိုအကျိုးစီးပွား busy မှာသူ့အကျိုးစီးပွားကိုကိုကအပြည့်အဝဆောင်ရွက်နေလို့နားလည်ရပါမြတ်စွာဘုရားဟာကိုအကျိုးစီးပွားကိုအရင် busy အောင်လုပ်တယ်တန်ត្រာတစ်လျှောက်လုံးမှာဒါတွေတမီတွေစီတွေပွားတွေကိုသူမတူအောင်ဆောင်ရွက်ခါတယ်နောက်ဆုံးမှာကိုအကျိုးစီးပွားကိုကိုအရင် busy အောင်လုပ်တယ်ဒီပြီးမှသူ့အကျိုးစီးပွားကိုဆောင်ရွက်တယ်ပုံစံရှိခဲ့တယ်မြတ်စွာဘုရားဖရာဖိတ်တယ်နေပေတော်တို့ကြွားတယ်ကပိလောရတော့မြတ်စွာဘုရားဟောတဲ့တရားကိုနားလည်လို့ဖခင်ကြီးတုတ်တို့နာမင်းကြီးရဟန္တာဖိတ်တယ်မြတ်စွာဘုရားကိုအကျိုးစီးပွားကိုဆောင်ရွက်ပြီးမှသူများအကျိုးစီးပွားကိုပြီးစီအောင်ဆောင်ရွက်တယ်မိထွေတော်ကိုတမင်းရဟန္တာမဖိတ်လာတယ်သာရာဟုလာရဟန္တာဖိတ်လာတယ်တောင်းနေတာနတ်ပြည်ကိုတက်ပြီးမေတော်မိနဲ့တော့အများပြောနေဆိုနှုတ်ဖို့စတော်ဟောတောင်းနေတာနတ်ပြည်မှာမေတော်မိနဲ့တော့တရားလာတယ်မေတော်မိနဲ့တော့ဖိတ်နေဆိုတာကသူတိတာနတ်ပြည်မှာဖိတ်နေ
မြတ်စွာဘုရားတောင်းနေတာနတ်ပေကိုကြွားခဲ့မေတ္တမိနတ်တော်ကိုတရားဟုတ်ဖို့လို့ကြွားစွာရညကိုမေတ္တမိနတ်တရားလာလာသောတာပန်ဖြစ်တယ်ဒီမှာဖြစ်တဲ့အတွက်နဲ့မိသားစုထေကိုစူးစူးစိတ်စိတ်ရှိကြည့်တယ်မြတ်စွာဘုရားဟာတကယ်လက်တွေ့တမအများဘုရားနောက်ကိုမလိုက်သူကအများဘုရားနောက်ကိုလိုက်တယ်လူစားမျိုးမဟုတ်တကယ်လက်တွေ့တမယံကောင်တေတရာဟောစာတိအတ္တတ္ထံပရထေနဘဟုနာပိနာဟာပိဘဟုနာပိမြတ်စွာလေးဖိတ်သောပရထေနသူများအကျိုးစီးပွားကိုဆောင်ရွက်ခင်ဖက်အတ္တတ္ထကိုအကျိုးစီးပွားကိုနာဟာပိမဆုံးရုပ်စီကေလောကဘုရားကသူ့အကျိုးဆောင်ကိုအကျိုးအောင်ပဲပြောရတယ်မဟုတ်ကိုအကျိုးဆောင်သူ့အကျိုးမြောက်ဒီမှဖျားကိုအကျိုးကိုဆောင်ရဖို့သူ့အကျိုးကိုတွေးပြီးယူရဖို့မိသားစုကအစာမိတ်ဆွေတွေကပေါင်းစပ်အောင်လို့ပေါ့လေရေပြီးမှနီလန်းမှန်လာတယ်တမျိုးပြုတ်ရင်မြတ်စွာဘုရားလောကနဲ့ဆန့်ကျင်နေစွာမဟုတ်လောကကတာမြတ်စွာဘုရားနဲ့ဆန့်ကျင်နေစွာလောကက problem နေလေဘုရားကအမှန်နေလေမြတ်စွာဘုရားကသိစ္စာသမျှလောကကတော့ခါသိစ္စာနဲ့ problem လောကက problem လောကကမုတ္တသမဝေ problem နေအဲ့တရားထုတ်တယ်ဆိုစွာကိုကျိုးစီးပွားကိုတကယ်နားလေလို့အထုတ်တယ်လို့နားလေပြီးဖို့တရားအထုတ်ရတဲ့ဘဝမျိုးခံထားရဖို့ဆိုစွာအရှိတိ problem ကပါလောက်ရှားပါတယ်ကိုဘဝကိုလေကိုနားလေခဲ့ဖို့ပိဿပံဘဝတခုကိုလက်တန်နဲ့ပိုင်းခါလို့ခဲ့ခဲ့မင်းလာပဲအနိုင်20တိကိုကျိုးစီးပွားကိုမလုံးနိုင်အလားတူပဲလက်နေစီတိအနှိပ်ခောက်စီတိတချို့တီအောင်တိမလုံးနိုင်တာပိုင်လာဟာတိရှိရံကသာတနာနဲ့ကလုံးလေခါအလေးနဲ့ရှိတခုနောက်လေတတ်ပါစီအတ္တတ္ထံပရထေနဘဟုနာပိနာဟာပိဒါကိုကျိုးစီးပွားဟာတကယ်လိုအပ်တယ်လို့နားလေဟောရှင်းအောင်ပြောခဲ့ကိုမရှိကေလောကမရှိကိုမရှိကေလောကမရှိလောကရှိလို့လောကရှိနေတယ်ဆိုကိုလေးရှိနေလို့မှတ်ထားဘူးလောကရှိနေတယ်ဆိုရင်ကိုကလောကဖြစ်ပါနေသာတရာကလောကုတ္တရာလောကကလွတ်တယ်တလောကလုံးလောကကလွတ်တယ်မယ်ပြောစကားလုံးပြီးပြောစကားလောကကလွတ်အောင်ကိုပြီးပြောစကားလောကကလွတ်အောင်ကိုပြီးပြောစလို့ကိုလောကကလွတ်နောက်လို့ပြီးဆိုပြီးကိုကလောကကလွတ်နောက်တယ်ဟန္တာဖြစ်လို့ပြီးဆိုကိုပြိနိဗ္ဗာန်ဆံကလောကကြီးစိတ်သုံးရကိုအတွက်လောကကြီးစားဖြစ်လို့စိတ်သုံးရလောကကြီးကတော့တခါလေးစိတ်သုံးဖို့လို့မရှိရပိုင်းပုံများကခိုင်ဝါကတခုနဲ့ဘုကလာကျန်လုံးပိုင်သူတပံကိုတပံသူတပံတော်ပံလာခဲ့ဆိုရံကောဘဝခန္ဓာရှိတခုကားဆိုကောင်းကောင်းကံကောင်းရလို့နော်လေပါဒီပိုင်းကံကောင်းအောင်ပြီးလို့ဟိုကျိုးစီဘောကိုဒီရှင်ခါအများကနော်လေပြီးပြရဖို့အတ္တတ္ထံပရထေနဘဟုနာပိနာဟာပိအတ္တတ္ထမပညာယတတ္ထပတုတ္တောတိယအတ္တတ္ထမပညာယအတ္တတ္ထကိုကျိုးစီဘောအပညာယထူးထူးကေကေနာလျာပေါ့သူများနာလျဟုကသူများပရထလို့ခေါ်သူများကျိုးစီဘောကိုဥစွာတင်ပြီးပြောတယ်မြတ်စွာဘုရားမိန့်ကဆိုတာအတ္တတ္ထမပညာယအတ္တတ္ထအပညာယထူးထူးကိုကေနာလျာပေါ့ထူးထူးကိုနာလျဆိုရယ်ကိုကျိုးစီဘောဟာအဓိကပဲလို့နာလျာဒါကိုအခါလူကအတ္တသမဟာလို့ပြောတယ်ဒါဟာနာမလီလူပြောတယ်နာမလီလို့စိတ်ထဲမှာပိုင်ထိုင်နေလို့အသဘောပေါက်ကိုယ်ရင်စိတ်ကိုတစ်ခါတည်းဖြောက်ပလိုက်ရအောင်ကိုကျိုးစီဘောကိုနားလည်အောင်လုပ်ရတယ်အတ္တတ္ထမပညာယအတ္တတ္ထအပညာယနောက်ဆုံးမှတ်ချက်ရှိတဲ့ဥစ္စာပိဿကသတ္တပတုတ္တောတိယ
သကတ်ချပထုတော်တိယယပင်ဆိုလို့တော့ပရုပုံဆိုပုံအဆိုင်နဲ့တတချပထုတော်တိယလို့တဲ့သကတ်ချပထုတော်တိယသကတ်ချပထုတော်ကိုကျိုးစီးပွားနဲ့လိမ္မာတိတိယဖိတ်တယ်ပါလေကိုကျိုးစီးပွားနဲ့လိမ္မာသူပဲဖေရပေါ့သူ့ကျိုးစီးပွားနဲ့လိမ္မာသူကိုဘုရားဟာကောင်းမရှိမှာတခါတလေတော့ပြောတယ်ကဟောပါရမီဖြစ်ဖို့အတွက်အလူလို့ဆိုတာတိလဆောက်တည်ဆိုတာပဋိစေမေတ္တာပို့ဆိုတာဒီဟာငါလာရလန်းရေငါလာရလန်းဆိုနားလေကဲဘုရားလောင်းဖိတ်တဲ့အခါသူလုတ်တဲ့လုံငန်းပါရဲလုံကဇာမဆုံးဖမ်းဇာမဆုံးပြည့်ဆိုကဲလောကံပရလကေဂဟန္တာဖိတ်မှာဆုံးဖို့ဂဟန္တာဖိတ်အောင်လုပ်ပြီးမှကိုကျိုးစီပေါ်နားလေအားကြတယ်ยังก็ตะตะปะตุโตติยโกโจစီဘောကိုလိမာတဲ့ကိုโจစီဘောလိမာဘောဆိုရင်ကိုโจစီဘောပြည့်နေတယ်ဆိုတော့ဘဝခန္ဓာတွေမှာပြည့်တယ်ဘဝခန္ဓာတိုင်းမှာတတိလေးဖိတ်ဖို့ပြီးမန်လေးဖိတ်ဖို့ပြီးပဋိသရိဧကိစ္စကမန်လေးဖိတ်ဖို့ပြီးမဖိတ်ဖို့ဘဝခန္ဓာဆိုတော့အလုံးခြုံငုံပြီးပြောရင်မရှိလို့ဆိုပါဘူးလက်စွာဘုရားယမိတ်ပါဠိတော်များအဘိဓမ္မာယမိတ်ပါဠိတော်များမှာဟောထားစွာကြည့်မဖိတ်ဘူးလေဘဝရှိလားဆိုမရှိပါဖိတ်ဘူးလေဘဝရှိဘူးဖိတ်ဘူးလေဘဝလက်စွာဘုရားဆွေးဆက်တဲ့တခုရှိတယ်အများစကားဖရာတာတနာပွင့်ပြီးပွင့်တဲ့အခါမှာတုတ်တာဝတ္တငေါဘုံလို့ပြောတယ်ဖရာတာတနာမရှိတဲ့ခိုက်ကာလမှာ30ပုံထဲမှာတုတ်တာဝတ္တငေါဘုံမှာဘုံရာရှိတယ်နေရာရှိတယ်လူမရှိဗာမမရှိဆိုလိုတဲ့စကားကတတ္တဝါဒီ30ပုံမှာကျင်နေတဲ့အခါတုတ်တာဝတ္တဘုံကိုမရောက်ဖို့လူကြည့်ပဲနမဖိတ်ဘူးလို့ဆိုတာသောတာဝတ္တဘုံကိုအောက်ဖူးလို့ပြီဆိုကြလေဘုရားဆုံးမကပြီးမှအောက်တည်သူကသောတာဝတ္တဘုံကိုအောက်ဖူးလို့ပြီဆိုကြပလန်မလားငါတို့ခိုက်ချေခိုက်စကားပါဆိုရှိတယ်တခါမပလန်အနာဂံလို့ရတခါမပလန်အနာဂံသောတာဝတ္တဘုံအောက်ကပလန်မလားရညတဲ့နဲ့လူတွေလောကကကလေးကြီးဖိတ်ဖူးရဆိုတာသောတာဝတ္တဘုံမှာဖိတ်ဖူးလို့မရှိဘုရားသာသနာပွင့်ပြီးမှအနာဂံဖိတ်ပြီးမှအမသုဒ္ဓဝါဒပုံမှာဖိတ်ဒါဇာလေးဆိုကိုကျိုးစီဘောနားလည်လိုက်လို့ရံကောင်ကိုကျိုးစီဘောကိုဟုတ်တိပတ်တိနားလည်တဲ့အရှင်ဒီတေရှင်ပဲဘုရားသာသနာနဲ့ကုံပဲရှင်ကျန်ဘုရားသာသနာနဲ့ကုံပဲရှင်မှာကိုကျိုးစီဘောကိုနားလည်မှုဒီကိုအတွက်အလိမ္မာအောင်လှုပ်ဆုံးပဲရံကောင်လိမ္မာအောင်လုပ်တဲ့အကျိုးစီးပွားကြီးကိုသိအောင်လုပ်တဲ့နေရာမှာကိုဆုံးမဖို့အခက်ဆုံးပါမြတ်စွာဘုရားမာဂန္ဒီယသုတ်တန်ထဲမှာဥဒ္ဒါဆိုရှိမာဂန္ဒီအကောင်းရှင်နဲ့ပတ်သက်ပြီးဟောတာဆိုဆံမဲတို့ကတရိစ္ဆာန်ကမွေးရတရိစ္ဆာန်တိကိုလူတိလိမ္မာရေလူတိဆုံးမလို့ယဉ်ကျေးကြတယ်ပွေးပင်ကနာကိုလာလို့ရတယ်တော့ကိုဆုံးမဖို့ကြအလွန်ခက်တယ်ဆိုလိုဟာကတရိစ္ဆာန်ကိုလိမ္မာအောင်ဆုံးမတတ်တဲ့စင်စရာကိုဆုံးမဖို့တာမလန်းစရာကိုဆုံးမဖို့တာအစရှိတိပြန်ရလေဒီဘာဒီကေကိုလောကကြီးမှာစက္ကလောကရဲ့စက္ကကရဲ့နေရာဒီမှာတရိစ္ဆာန်တွေကိုလိမ္မာအောင်ဆုံးမလိုက်ဆိုတာမဘလို့လူတိအတဲ့တော့ရင်းလူကဆုံးမလူကကိုဆုံးမဖို့တာငါကိုဆုံးမဖို့အမတန်ခက်တယ်လားအတ္တတန်တော့တတော်ဝရာတော့ကိုဆုံးမဖို့ထိုလူမျိုးကိုဆုံးမဆိုတဲ့ကိုဆုံးမဖို့ခက်တယ်အဲ့ဒါဘုရားသာသနာနဲ့ကြုံလို့ဘုရားဆုံးမကားဆိုတာ
နာရှင်းအောင်လုပ်ခဲ့တရားမှတ်စွာဒီကိုယ်ဆုံးမစွာပဲရင်ကိုယ်ဆုံးမကလီမအောင်ဆုံးမတယ်ဆိုရင်ရင်ခိုင်းရတရားဟာဇာလေးဆိုရင်တဏှာမာနဒိဋ္ဌိဟာခိုင်းရတရားပဲတဏှာတို့မာနတို့ဒိဋ္ဌိတို့စာတန်ပိတန်နဲ့ပုဂ္ဂိကိလေသာတရားပဲညာကိလေသာတရားဟာခိုင်းရတရားလားရာဆုံးမကိုယူလို့တံပြန်ခွေပြီးခန္ဓာကိုလောင်လောင်ဆင်းဆင်းထားလို့လင်ကိုထားလို့ဝင်လေထွက်လေကိုထိကမှိုက်ပြီးတယ်အဖိုက်အပြက်ကိုမလန်အောင်ရှုနေတဲ့ပုဂ္ဂိုလ်အဖိုက်အပြက်ကိုမလန်အောင်ရှုနေတဲ့ပုဂ္ဂိုလ်ဒီအဖိုက်အပြက်ကိုမလန်လိုက်တိုင်းအလုံးကြောက်ဖို့ဆိုတဏှာမာနဒိဋ္ဌိပျောက်လို့လာရိုက်လာတယ်ပဲဆိုရဲမတို့ညာကအာတဝကုံအောင်ကျင့်နေသူကိလေသာကုံအောင်ကျင့်နေသူအာတဝကုံအောင်ကျင့်နေသူအာတဝဆိုတာတိရိတ်တိုင်ရကာမတဝတို့ဘောဝတဝတို့ဒိဋ္ဌာတဝတို့အဝိဇ္ဇာတဝတို့ဆိုတာအဲတဏှာမာနဒိဋ္ဌိတကောကောက်ကတဏှာဒိဋ္ဌိတိတဏှာဒိဋ္ဌိမောဟတိလောဘဒိဋ္ဌိမောဟတိအာတဝညာဒိဋ္ဌာတဝဖိတ်ပြည့်ရှိကိုမလင်းစွာနဲ့အဝိဇ္ဇာတဝအရင်ပြောက်တယ်ဒီဝိကေဒိဋ္ဌာတဝပြောက်ဖို့ဒီဝိကေကာမတဝပြောက်ဖို့အဆန်းဆန်းဉာဏ်ကောင်းသောတာပန်များသောတာပန်အဆန်းတဂတာကအဆန်းအနာကအဆန်းရဟန္တာအဆန်းဆိုပေါ်လာစွာနဲ့ဟာကိုရင်ကြည့်အောင်လုံးနေစွာပါတခါတာမကလေးကလူပင်းနာလေအောင်ပြောခဲ့တရားရှိထိုင်ပြီးတရားကိုစိတ်ဝင်စားလို့မှန်းနေတာကရန်တိုင်းကိုမူကဒီပြောင်းနေတယ်ဒါလူပင်းနာလေအောင်ပြောတယ်ကရန်တိုင်းနှုတ်အမူကဒီပြောင်းနေတယ်ကရန်တိုင်းစိတ်အမူကရှိဒီပြောင်းနေတယ်အယုတ်ဆုံးဖိတ်ပြက်မလင်ကြအောင်တတိပဋ္ဌာန်ထဲမှာသမာဓိကိုရနေအောင်ထိတိုင်းသည်လို့သိနေပြီလေကိလေသာအနေထိုင်နေတယ်တဏှာမာနဖိတ်ခွဲမရတတိရှိခေပြနေလို့ငါကမြတ်စွာဘုရားသာသနာနဲ့ကရုံဝေဆိုစွာအမတန်လိုက်ပြီးတခုပဲဘုရားတရားကိုယုံလို့လုံးနေရဆိုတာလိုက်ပြီးတစ်မျိုးငါကကိုနားလေပါကိုနားလေပြီးကြဇာလောကလေးဆိုပြီးဒီလက်ရှိခန္ဓာကနေလို့ကိလေသာများစွာကနေစွာကပြောက်အောင်အခွင့်အာတုံကလို့ကြပါအခွင့်အာဟာကိုကလို့ကြလို့မရှိခါအကောင်းအမျိုးမျိုးကုန်ပြက်တယ်ဆိုပြီးရားတယ်ခွင့်လေးဒီအောင်ဆုံးလာရအခဏသုတ်တံထေမှာမြတ်စွာဘုရားဣဒစေနဝိရာဒေတိတတ္တမတ္တနိယမတ္တဝါနိဇောဝအတိတ္ထောစိရတံအနုတပိတ္တိဒီလက်ရှိခန္ဓာမှာဘုရားဆုံးမကိုလွေးမိငယ်လားဘုရားအဆုံးအမကိုမယူမင်းတို့လွဲမှမင်းကြီးဆိုရဲစကားအလှရှင်နဲ့သီလရှင်နဲ့ပတိရှင်နဲ့မေတ္တာရှင်နဲ့ကမ္မထမ်းရှင်နဲ့လေရအောင်အောင်ဘုရားကုသိုလ်ရှင်နဲ့ကုသိုလ်ရှင်ကအကောလို့လာမင်းကြီးလားဘဝခန္ဓာတိမှာဆိုရင်မှုပူစင်မှုကောင်းကြမှုနဲ့တခါလည်းမလွတ်ပါညာနဲ့တူလေးဆိုရင်ဂုံစီတယောက်ဟာရာတဲ့ရဲ့အခွင့်အရေးကိုရာအောင်မကလို့စားလိုက်ပြီနောက်ဆုံးနေပင်ကြလာအဲ့ဖရာဆုံးမဆိုချရာခဲ့အမတန်မွမ်လိုက်ဒီဖရာဆုံးမရန်ဆုံးမကိုရာခိုက်ကိုတရားရှိကိုကလို့စားအစိပ်ပြီးကိုအဖိုက်ပြက်ကို
မလန်တိုင်းမလန်တိုင်းယံကိလေသာညွန်ကကိုယ်ကိုဆွေးထုတ်နေတယ်လို့နားလည်ပါကာယ ानु ပတနာဘေကိကိဝေဒနာ ानु ပတနာဘေကိကိစိတ်တ ानु ပတနာဘေအောစိတ်ဓမ္မ ानु ပတနာဘေအောစိတ်အခုဖိမှုပြမှုစီကိုမအောင်ကျင်းနေတယ်ထိနေတယ်နေတာကိုထိတိုင်းသိညာပရောဘိဘီဘုံကြီးသိနေစွာဟာတတိပဲအောစိတ်နေစွာဝိရိယစုစိတ်နေစွာတမာတိတတိပဋ္ဌာန်းနေရပါနေရကိုစိတ်နေစွာတိရကိုတတိလို့ခေါ်တယ်ယံတတိဟာတမာတိဝိပဿနာတမာတိလို့ခေါ်တယ်ဇာနာတမာတိမှာလေဝိပဿနာဇန်တမာတိဇာနဲ့ဘုယံဝိပဿနာတမာတိကလို့စိတ်ကိုအောစိတ်ကြီးယံထိနေစွာတခုတည်းမဟုတ်ပေပြည့်နေစွာကိုမင်းကြီးညံပြည့်နေစွာကိုမင်းကြီးညာနောက်ကပေါ်နေမောစကားနဲ့မောစာတို့ဘုဆိုကေခေကဖိုက်တေပြည့်တေနောက်ကမဲ့ပေါ်လမ်းမှန်ရှိတယ်လမ်းမှန်စွာကစာသန်တဲ့ဘုယထာဘူတညာယထာဘူတညာအမှန်ရှိစွာကိုသိနေရညာဟာအဖိုက်ပဲရှိစွာပဲအမှန်လို့သိလိုက်သူကဒီအနေရှိဒီအနေထားရှိတဲ့ကိလခကြီးယထာဘူတညာကိုတောင်းနံတို့အဖိတ်ပြက်ကုန်နေရညာပါဒီဟာချင်းညာမနေပြီဆိုပြီးယမဲနေအရှင်ခါမှာတဏှာတို့မာနတို့ဒိဋ္ဌိတို့မလားဒါပဲလို့ဆိုလေအပိတ်ပြက်ကိုမနေလို့ပါမေသောကဒီခန္ဓာဆိုင်မှာခါတိုင်းလာနေကြဖိတ်နေကြဖိတ်တယ်ကိလေသာကိုမလာအောင်ဖိထုတ်တယ်ကိုကိလေသာဒီဟုသောညွန်ထေကဆွေးနှုတ်တာမဖိတ်အောင်ညာနဲ့ဆွေးနှုတ်တာညာကိုဒုက္ခဥဒ္ဒရထတ္တနာအတ္တနာမိမိကိုယ်ဒုက္ခကိလေသာညွန်မှာဥဒ္ဒရထဆွေးထုတ်ပါဒါသာပရိုလေးဆိုရင်မဲ့ပူအောင်လုပ်ပါအပဲဆိုလို့လမ်းမှန်ပူအောင်လုပ်ပါဆွေးထုတ်တယ်ဆိုရင်အမုံကတတ္တိကိုမဲ့လို့ကိုမေကတနေသရဏထောမဲ့ဆိုစွာကျွမ်းရနေတည်နေရာကဆွေးထုတ်နေစွာသူများဆွေးမထုတ်ကိုယ်ကိုပဲဆွေးထုတ်ဖို့ကိုယ်ကိုနီးပြီးနေတယ်ဖရာကဆွေးမထုတ်ကိုယ်ပဲဆွေးထုတ်ရဖို့ဖရာကနေပြီးသူပါဖရာဟုတ်ပြီးသားပဲတုံမေဟိကိစ္စမတ္တပံအခါတာရောတထာဂတဖရာဆိုစာနေပြီးသူပါကိုယ်လုပ်ကိုကိုယ်လုပ်ပါဆွေးထုတ်နေစွာပฏิပန္နာပါမောက္ခန္တိဆွေးထုတ်တည်သူရဲ့လွယ်လိမ့်မယ်လားပฏิပန္နာဆွေးထုတ်တည်လူသည်ပါမောက္ခန္တိလွယ်လိမ့်မယ်ဒါကလွယ်ကလေးမာရပန္ဒနာကိလေသာအနှောင်ဖွဲ့ငါဟာလို့ယူထားတဲ့စိတ်ရှိဒီကောင်လွယ်လို့သူကညာကိုကျိုးစီဘောလို့ဆိုပဲကိုကျိုးစီဘောဖိတ်အောင်လို့ဆိုပဲညောဒီဟာကိုလေးလေးနည်းနည်းရှင်နဲ့သဘောပေါက်ပါသဘောပေါက်ပြီးကိုဟုတ်ကောင်းအောင်ဆွေးထုတ်ဘုံကြီးပြောရှင်တော်ကလာခါလေးတယောက်သိနော်နင်ခါအမျောနဲ့ဆိုပြီးလေတရားလုံးတီလူဟာတယောက်သေးပဲတရားလုံးတီသူဟာတယောက်သေးပဲလာရေခါလေးတယောက်သေးပဲနိဗ္ဗာန်လာလေတယောက်သေးပဲငြိအေးစွာလေတယောက်သေးပဲရတဲ့နဲ့ဧကစရံဧကတေယဧကိုစရမတ္တန္တိတို့လို့ယေသူတော်ကောင်းဒီဖရာသူတော်ကောင်းဒီမှတ်တာတယောက်သေးနေတယောက်သေးလာဆိုအဖို့မချွေးစီကေဆိုပညာနဲ့ပဲဉာဏ်ဉာဏ်ရှင်နဲ့နေပါစာတန်ပိတန်နဲ့ပရောကေဒီတရားမလုပ်ခင်နှစ်ယောက်နေတယ်ကိလေသာနဲ့တဏှာမာနဒိဋ္ဌိနဲ့နေတယ်အဖို့နဲ့နေတယ်ဒါကတယောက်သေးပါညောင်းတော့ဒီအရှင်ဒီကာလတလောက်
အထောက်အပံ့ရှိကအမတန်ကောင်းစွာပဲလိုလေသေးမရှိအောင်တရားလုပ်ဖို့အတွက်လိုလေသေးမရှိအောင်ကံကပိထားတယ်ပြေဆုံးတယ်ရင်းရှင်ခါကိုကမလုံးနိုင်နေကိုအတွက်အရှုံးကြီးရှုံးတော့တတ်တယ်ရှုံးခပါရကောင်းကောင်းဇာနဲ့ပုံကြီးရှုံးခဲ့ပြီးပါပြီဘွားပုံမှန်များစွာအရှုံးကြီးရှုံးခဲ့ပါပိစုပန်မှာတတိရှင်တာဝန်ကရှိအနေချင်းရှိဖိလို့ဒီမှာအလုံးလုံးနေဆိုတာနေဟာတိုင်းမှာပဲအလုံးလုံးနေဆိုတာတရားလုံးငန်းကိုလုပ်တယ်ဆိုတာတရားပဲဖရာဇာလောက်အပရိုအဟိုကောင်းကောင်းဆရာဇာလောက်အပရိုကောင်းကောင်းကိုမလုပ်ကြကိုဟာကြံနေဆိုတာအရင်ကရှိခါတယ်မိဖတိကဘာမှာလာဖို့လာဖက်နေဖို့နေဖက်ဖိတ်တိမိဖပူပေါ်ဆွေမျိုးညာတခါတိကိုထက်သာလို့လခလူတိအမြောက်ကြီးပဲကိုကြံနေတယ်ညာသူမျိုးကိုအပိတ်ကင်းလို့မရပါသူများအပိတ်ကင်းနေကြီးကိုအတွက်အာတော်လို့ကိုယ်အပိတ်မျိုးစကားပြီးရှိဖို့ကိုကြေးပြီးတဘောရှိပေါလို့ကိုစားအားစိတ်နိုင်ကပါစေခန္ဓာကိုယ်တတိရှင်နဲ့ထိန်စိတ်ကိုတတိရှင်နဲ့ထိန်အပြိပြဲမလဲအောင်ကြည့်ဒါကိုစိတ်ကိုနှိုင်းအောင်လုပ်နေလေလို့လေးလေးနက်နက်နှက်လိပါမြတ်စွာဘုရားအဆူဆူဟိုးရဲ့စကားရှိပါရဲ့သစိတ်တပရိယောဓပနာဧတံဗုဒ္ဓနာသာသနာဘုရားအဆူဆူပြောတဲ့စကားကသစိတ်တပရိယောဓပနာကိုစိတ်ကိုသာဖြူအောင်လုပ်ပါနားလေကြကိုကျိုးစီပွားနားလေပါကိုစိတ်ကိုဖြူအောင်လုပ်ပါကိုစိတ်ကိုဖြူအောင်လုပ်တယ်ဆိုစွာကုသိုလ်ရှိလုပ်နေဆိုတော့မဟုတ်ပါမဲ့ပညာရှိကိုအောင်လုပ်နေဆိုပဲအဖိတ်ပြဲမအောင်လုပ်နေဆိုရာသစိတ်တပရိယောဓပနာဟိုအတိမဆုံးအောင်အတိမဆုံးရဲ့အနေနဲ့တပန်းတစားရှင်နဲ့ပင်သိမနေပါလေကုသိုလ်လို့ဆိုကိုစိတ်ဖြူအောင်လုပ်ဆိုမလားရင်ဆိုအများစကားရအများစကားလည်းအများစကားလောက်မှန်တကယ်ဟုတ်တိပတ္တိမမှန်ဖရာစကားမှာဟုတ်တိပတ္တိမှန်နာရတယ်ဖရာစကားကိုကကလာတဲ့တလောက်ကလာထားပြီးနားလေတဲ့တလောက်နားလေထားပြီးအလုံးလုံးဖို့ပဲကြံရင်အလုံးရှင်နဲ့လောက်ကြီးနေရာတိုင်းလာတိုင်းနေတိုင်းထိုင်နေတတိယကကိုစိတ်ရှိဖူးဆောင်လုံးနေပါလိမ့်မယ်လောက်တဲ့နေ့ကိုအားထားတာပဲဂျာလေးဆိုပြီးအဖိုက်ပြဲမလဲအောင်ကြည့်လိုရဲရည်အဖိုက်ပြဲမလဲအောင်ကြည့်အခါခတ်တင်ဒီအဖိုက်ပြဲပြီတပ္ပသင်္ခါရေတုအာနိစ္စနုပတ္တိဝိဟရတိညာကိလေသာဆင်အောင်လုပ်တယ်နေအမုံရာဟုတ္တမတပ္ပသင်္ခါရဆိုအမုံရာဟုတ္တမြအမုံရာဟုတ္တမြရောနဲ့လောက်ကမှုဟုတ္တမြအလှရှားမှုဟုတ္တမြမှာအနိစ္စတို့မဲအောင်ကြည့်နဲ့အမလန်ခံကအနိစ္စတိရေညာကမဲကဖူဆင်မှုจิตတွေကိုအမလန်ခံကအနိစ္စဒုက္ခတိရေညာကမဲကအမလန်ခံကအနတ္တတိရေညာကမဲကတကားတိဒီခေါ်ထားဆိုပဲကိုကတဘောပါအောင်လုပ်တတ်လို့ရှိတယ်ကိုလည်းရလာအောင်တရားငင်္ဂောကိုစိတ်ကိုဖူအောင်လုံးနေသည်ကိုအကျိုးစီးပွားကိုနားလေသူအလုံးလို့နားလေပါမပြင်းမရိဝိရိယရှင်နဲ့အတိရှိကိုကူပြီးအလုံးလုံးတတ်ပါစေစိတ်ကိုမဝဲစီပါခဲ့အဖိတ်ပဲရှိမဲအောင်ကြပฏิปันနာပါမောက်ခန္တီလောက်တေလူကလွတ်တယ်ပฏิปันနာပါမောက်ခန္တီလောက်တေလူလွတ်တယ်မလောက်တေလူမလွတ်ဒါလိုရပဲတာမရှိမှတော့ကုသိုလ်လုပ်တေလူမကောင်းကြရဆိုမလားလောက်တေလူလွတ်တယ်လို့နားလည်ပြီးတော့
ဖိုက်ပြက်ကိုမဲအောင်ကြည့်ရဆိုစွာမောဂဆာတော်ခရီးကကိုအတီကိုကိုမဲအောင်ကြည့်စွာပဲဒီပိုင်းပိုက်ရှိတခုပြီးတယ်ကိုအတီကိုကိုမဲအောင်ကြည့်စွာပဲဒါပို့လေးဆိုမတိခဲခန္ဓာမှာမဲညံပို့စွာပဲလို့ပို့လို့ပါအဖိပြည့်ရှိကိုမလဲဆိုသည်နောက်ကမဲ့ပေါ်နေဆိုကိုကသူကအရှင်ခါမဝေးအလူလုံးလုံးတီရာဆောက်တည်လေးဖရာဟိကိုမဲညံဖုန်ညာကပါလို့ဤလို့တော့ဆူတောင်းဝင်မဲညံဖုန်ညာကိုကအရိမကြနားမလဲအဖိပြည့်ကိုမလဲဆိုသည်မဲညံပဲယမညာဟာဝိပဿနာမညာလို့ကိုယ်ယဝိပဿနာမရှိမြအာကောင်းလာပြီဆိုရင်အရိယမညာလို့ကိုယ်တတ္တမတ္တနိယမတ္တအရိယမညာလို့ကိုယ်မရိရိညာရှိလာဟုယဝိပဿနာဉာဏ်ဒီမညာတော့ကျေစုပြုရဆိုဝိပဿနာဉာဏ်ရာနေမဲညာကဖို့ကင်းတင်နေပြီလို့နားလျာလမ်းမှန်နေလို့လေညံကောင်းအရိယာမဲအစိတ်ဖိတ်တယ်သောတာပတ္တိမဲစသည်ကိုမေကတနိယနထောလို့မြတ်စွာဘုရားမှတ်ရှိပြီးထားတယ်သန္တရာဝကတူကအပရိတိုင်ကြွအောင်နှုတ်ထုတ်ဆွေးတောင်းထားတယ်ညာကိုဇာကကျေစုပြုလေးဆိုရယ်ဝိပဿနာဉာဏ်ကကျေစုပြုတာဝိပဿနာဉာဏ်မရှိကြအရိယာမဉာဏ်ဟာတခုပိုင်နေမလားညာကိုကအာစိပိရတယ်အာစိပိရေဆိုဝိရိယရေစုစိတ်စွာကတတိတမာတိအဖိတ်ပြရှင်မဲစွာကညာနေရှမညာတမ္တိတိတမ္မသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဒီငါးမျိုးကိုစာတန်ပိတန်နဲ့ပြုတ်ပြီးပိစင်ကိကမဲ့ပုပ္ပဘာကမဲ့ဓမ္မထိတိညာစာမအများပြီးသုံးထားတယ်ပုပ္ပဘာကမဲ့လို့လေခေါ်ရပိစင်ကိကမဲ့လို့လေခေါ်ရဓမ္မထိတိညာလို့လေခေါ်ရဥဒယပယညာလို့လေခေါ်ရအများပြီးစာမသုံးထားတယ်ညာဟာဇာလေးဆိုကိုယ်ကိုကျိုးစီးပွားကိုပြေလို့တိလို့ကိုညွန်သေးတဏမာနဒိဋ္ဌိလို့ခေါ်ရကိလေသာညွန်သေးကဆွေးနှုတ်နေစွာပါဒါကတက္ကထပတုတ္တောတိယကိုကျိုးစီးပွားကိုနားလေသူပြပါစီအမတန်လေးနဲ့တည်းဆုံးမမန်နိုထိတ်တည်းဆုံးမရန်ဆုံးမကိုရလို့လောကေကိုကရန်လာတော့တရားယံကဒါကိုအနုဓမ္မကျင့်ထုံးလောကုတ္တရာတရားနဲ့စီလျော်ရကျင့်ထုံးဆိုစွာမဉ္ဇဉ်ဖွညာကဖို့အတွက်ဒီကျင့်ထုံးမှတပါးတစ်ခါကျင့်ထုံးမရှိရပနာလေလေအောင်ဒီကျင့်ထုံးဒီမဉ္ဇဉ်ဖွညာကဖို့အတွက်ကျင့်ထုံးပဲအနုဓမ္မကျင့်ထုံးယအနုဓမ္မကျင့်ထုံးဒီစာမှာမဟုတ်ကိုတိုင်ကျင့်နေကိုတိုင်ကျင့်နေတယ်ဒီအနုဓမ္မကျင့်ထုံးကအနုဓမ္မကျင့်ထုံးကိုဟောပြီးတတ်တယ်မြတ်စွာဘုရားကိုလေပူဇော်ဟောအနုဓမ္မကျင့်ထုံးလို့ခေါ်တဲ့တရားကတနာကိုလေပူဇော်ဖို့မဉ္ဇဉ်ဖွညာကိုလေပူဇော်ဖို့နောက်ဤကျင့်ထုံးကိုကျင့်နေရတန်ခါဆိုအုပ်စုကိုလေကျင့်နေတဲ့အုပ်စုကိုကျင့်နေဆိုသူအုပ်စုကိုလေပူဇော်ထိတ်တည်သူပါဆိုပြီးပူဇော်ရတယ်အလုံးလောက်ချီပြီးလေကိုအရှင်စိတ်နေလို့အိမာယဓမ္မာနုဓမ္မပฏิပတ္တိယဗုဒ္ဓံပူဇေမိအိမာယဓမ္မာနုဓမ္မပฏิပတ္တိယဓမ္မံပူဇေမိအိမာယဓမ္မာနုဓမ္မပฏิပတ္တိယသံဃံပူဇေမိအတ္တာ
အိမာယပฏิပတ်တိယဇာတိရှရာဗျာတိမရဏမှာပရိမုစိတ်တာမိသာ